အားလုံးပဲမင်္ဂလာပါ grade 12 math ထူးထူးရှယ် class ကိုဆက်လက်ပြီးတော့ဆရာတို့သွားကြရအောင်ဒီပုံစံလေးကတော့ကျွန်တော် textbook နဲ့ပုံစံမတူတဲ့ပေါ့ textbook နဲ့ပုံစံမတူတော့ပြင်ပမေးခွန်းလေးတစ်ခုကိုဆက်လက်ပြီးတော့သွားရအောင်ဒီမှာဆိုပြင်ပမေးခွန်းလေးပေါ့နော်ဒါလေးကပြင်ပမေးခွန်းလေးဖြစ်ပါတယ်ဆိုတော့ textbook ထဲမှာဆရာတို့ပါထားတာကအဲ့ parabola ရဲ့ဝင်ရိုးနဲ့ parabola ဖြတ်သန်းသွားတဲ့အမှတ်တွေလိုပေးထားတာ parabola ရဲ့ဝင်ရိုးကို h equal 0ဆိုတဲ့0အနေထားရဲ့နံပါတ်14ကျတော့ parabola ရဲ့ကျွန်တော် exit ကို y equal 0လို့ခေါ်တဲ့0အနေထားနဲ့လိုပေးထားတယ်ဒီလိုဆိုတော့ဒီမှာကြည့်လိုက်တဲ့အခါမှာဒီပြင်မှာမေးခွန်းလေးကတော့ parabola ရဲ့ exit ဝင်ရိုးဒီ y equal -5 ဆိုပြီးတော့0မဟုတ်ဘဲနဲ့ -5 ကဏ္ဍပါတဲ့အနေထားနဲ့ဆက်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလေးလှည့်ပြီးတော့မေးခဲ့ရင်ဘယ်လိုမျိုးဖြေလို့ရမလဲဆိုတော့ဒီမှာစဉ်းစားပြမှာဖြစ်ပါတယ်ဒါလေးအဲ့ parabola ဖြတ်သန်းသွားတဲ့ဖြတ်မှတ်လေး2မှတ်ပေါ့နော်ဒါ 11-3 ဖြစ်ပါတယ် 11-3 ပေါ့နော် -3 အဲ့ဒီလိုရှိတယ်အဲ့ဆိုအရင်ဆုံးအနေနဲ့ဒီ parabola ရဲ့ခောက်ချိုးညီမြင်ဝင်ရိုးဒီ y equal -5 ဆိုတာဘယ်နေရာမှာရှိမလဲဆိုတော့စဉ်းစားကြည့်ရအောင်ပုံချမ်းလေးပေါ့ဒီကောင်ဆိုတော့ဒီအမှတ်တွေနဲ့မစဉ်းစားသေးဘူးเนาะဆိုတော့အဲ့တော့အကြမ်းမြင်စဉ်းစားပြီးတော့ y equal -5 ဒီနည်းလေးမှာရှိတယ် y equal -5 ဒီနည်းမှာရှိတယ်ဆိုပါတော့ဒါ y equal -5 ဒါဆိုလို့ရှိရင်ဆိုတော့ဒီမှာရှိတယ်အဲ့ parabola ရဲ့ exit ဝင်ရိုးရသွားပြီ y equal -5 ဒီနည်းမှာရှိပါတယ်ဒါဆိုရင်ဒီ parabola ရဲ့ exit ဒီ horizontal line ရေပြင်ကြီး line ရသွားတာဒီမှာရေးထားတယ်အဲ့တော့ဆင့်တော့ကြောင့်မို့ the exit of the parabola exit ဒီ horizontal line ရေပြင်ကြီး line ရှိပါဒါဆိုရင် the equation of the parabola is y minus k square equal 4ph minus 8အဲ့တော့ညာဘက်ကိုလှည့်နေတဲ့အနေထားလေးရေးထားတာဖြစ်ပါဒါပေမဲ့သိရမှာကညာဘက်ကိုလှည့်တဲ့ပုံလားဘယ်ဘက်ကိုလှည့်တဲ့ပုံလားမသိသေးဘူးเนาะအဲ့တော့ p တန်မိုးကိုရှာလိုက်လို့ပလက်ရလို့ရှိရင်ညာဘက်ကိုလှည့်တဲ့ပုံရမယ် p တန်မိုးရှာလိုက်လို့ minus ရလို့ရှိရင်ဘယ်ဘက်ကိုလှည့်တဲ့ပုံရမှာပေါ့အဲ့တော့ဒီအနေထားမှာဆိုတော့ဘယ်လားညာလားမသိသေးဘူးပလက်ရော minus တခုဖြစ်နိုင်တယ်ပေါ့အဲ့ဒီပါဆိုတော့ horizontal line ထိုင်ရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးညာဘက်ကိုလှည့်တဲ့ပုံဖြစ်ရင်ဖြစ်မယ်ဘယ်ဘက်ကိုလှည့်တဲ့ပုံဖြစ်ရင်ဖြစ်မယ် p တန်မိုးအပေါင်းဆိုရင်ညာလဲပဲ p တန်မိုးအနှုတ်ဆိုရင်ဘယ်လဲမှာအဲ့တော့ဒါမျိုးသိထားရမယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာယခုဆက်လက်ပြီးတော့စဉ်းစားမယ်စဉ်းစားချက်တစ်ချက်ရှိသေးတယ်စဉ်းစားချက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဆိုပါတော့ parabola ရဲ့ဒီလိုမျိုးရှိတယ်ဆိုပါညာဘက်လဲတဲ့အနေထားဆိုလို့ရှိရင်အဲ့ parabola ရဲ့ဘာတက်ကဒီနည်းလေးမှာရှိမယ်ဒီရေပြင်ကြီးဆိုတော့ဘာမှရှိမယ်ဆိုလို့ရှိရင်ဒီ axis of symmetry လို့ခေါ်တဲ့ကောက်ချိုးညီမြင့်တဲ့မှာဘာတက်လေးရှိနေမှာဘာတက် 8, k လေးဒီနည်းမှာရှိပါတယ်ဒါဆိုဒီမှာစဉ်းစားကြည့်လိုက်တဲ့အခါမှာဒီ horizontal line တစ်လျှောက်ပေါ့ဒီ line တစ်လျှောက်မှာဆိုလို့ရှိရင်ဒီနည်းမှာဆိုတော့အမှတ်တစ်မှတ်ရှိတယ်ဒီမှာအမှတ်တစ်မှတ်ရှိတယ်ဒီနည်းမှာအမှတ်တစ်မှတ်ရှိတယ်ဆိုပါတော့အမှတ်တွေအများကြီးရှိတာ哦ဒါဆိုအမှတ်တိုင်းအတွက်အဲ့တန်ဖိုးတွေမတူဒီအမှတ်လေးအတွက်ဆိုလို့ရှိရင်အဲ့တန်ဖိုးတစ်မျိုးပြောင်းသွားမှာပဲဒါပေမဲ့ဆရာတို့သိရမှာက y တန်ဖိုးကတော့ဒီမှာဒီ y တန်ဖိုးဒီနည်းမှာ -5 ဆိုတဲ့အတွက် y တန်ဖိုးကဒါ -5 ပဲဒီအမှတ်လေးအတွက်မို့ဒီအမှတ်လေးတစ်ခုအတွက်တည်းအဲ့တန်ဖိုးကတစ်ခုပြောင်းသွားမယ်ဒါပေမဲ့ y တန်ဖိုးက-5ပဲဒီအမှတ်လေးအတွက်ဆိုလို့ရှိရင်အဲ့တန်ဖိုးတစ်ခုပြောင်းသွားမယ် y တန်ဖိုးက-5ပဲဒီအမှတ်အတွက်လည်းအဲ့တန်ဖိုးတစ်မျိုးပြောင်းလဲသွားမယ် y တန်ဖိုးက-5ဒါဆိုရင်အဲ့လိုပဲဒီမှာရှိတဲ့ဒီ parabola လေးရဲ့ဘာတက်ဒီဒါ x coordinate က8လို့ပြောထားတယ် y coordinate က k ပေါ့အဲ့တော့ဒီဘာတက်လေးရဲ့ y coordinate ကလည်းဆိုတော့ဒီမှာ x coordinate ကအမျိုးမျိုးပြောင်းနိုင်ပြီပဲ y coordinate k တန်ဖိုးကတော့-5ပဲ y တန်ဖိုးကတော့-5ဒါဆို k တန်ဖိုးဒီနေ့သိရမှာဆိုတော့ကြောင့်မို့ k တန်ဖိုးဒီ-5ဆိုပြီးတော့ sorry -5 ဖြစ်ရမှာเนาะ k တန်ဖိုးဒီ-5ဆိုကျိန်းနေသိသွားတာဖြစ်ပါတယ်เนาะပြောချင်တာဒီမှာဒီဘာတက်ကဒီမှာဒီအမှတ်လေးကိုအဲ့ဒီအမှတ်ဒီအမှတ်လေးတွေ့တာကလည်းအဲ့တန်ဖိုးအမျိုးပြောင်းနိုင်ပြီမဲ့ y coordinate က-5ဒါဆိုရင် y coordinate က-5ဆိုရင် k တန်ဖိုးက-5လို့သူကပြောတာဖြစ်ပါတယ် k တန်ဖိုးတစ်ချက်သိသွားပြီအဲ့တော့ဒါဆိုဆရာတို့ကဒီမှာဒီပုံဆွဲတဲ့ကမှာဆရာတို့ကဒီမှာเนาะပုံချမ်းလေးပဲစဉ်းစားတာဖြစ်ပါတယ်အဲ့တော့ဆရာတို့ကဒီမှာ the butter line on the axis of the parabola ဘာတက်မြင်းဒီတဲ့ဒီ parabola ရဲ့ဘာတက်လေးဒီparabola axis ပေါ်မှာရှိတဲ့အခါမှာဘာတက်က x, k ဆိုတဲ့အတွက်8တန်ဖိုးအမျိုးပြောင်းနေပြီမဲ့ y တန်ဖိုးကတော့-5မို့ y k တန်ဖိုးဒီ-5လို့ဒီမှာစဉ်းစားလိုက်တယ်ဒါဆိုရင်ဆရာတို့ကနေပြီးတော့ equation ရေးလို့ရပြီthe equation of the parabola ပေါ့နော် the equation of the parabola ပေါ့အဲဆိုတော့ parabola is ဒီလိုရေးလိုက်အပြည့်စုံရေးလိုက်ပေါ့အဲ့ဒီမှာဒီကောင်ပြန်ရေးလိုက်မယ်ဆိုတော့ y minus k နဲ့ထည့်မှာလေ k ရဲ့နဲ့ဖိုက်ထည့်လို့ရပြီ minus ဖိုက်လို့ရပြီအဲ့တော့ k ရဲ့နဲ့ minus ဖိုက်ထည့်မယ်ဆိုရင်ရှေ့က minus နဲ့ plus ဖြစ်သွားတယ် y plus 5 the whole square equal 4bh minus 8အဲ့တော့ဒီပုံဒီညာဘက်လှည့်လားဘယ်ဘက်လှည့်လားမသိသေးဘူးနော်ဆရာတို့က p တန်ဖိုးထွက်လာမှသိမှာတော့ဒါလို့ဖြစ်လိုက်တော့မယ်ဒီကောင်ကြီးဆရာတို့နော်ဒါကြီးဆရာတို့ကဖြစ်လိုက်တော့မယ်ဒါကြီးဆရာတို့စဉ်းစားချက်လေးပေါ့နော်အကြမ်းမြင်နေစဉ်းစားထားတာပေါ့ horizontal line လား vertical line လားစဉ်းစားတာဖြစ်ပါတယ် axis of parabola ပေါ့ parabola ရဲ့ axis ဒီဆိုတော့ဘာတက်ဒီ parabola axis ပေါ်မှာရှိတဲ့အခါမှာ k တန်ဖိုးဘယ်လောက်ရမလဲဆိုတာစဉ်းစားထားတာဖြစ်ပါတယ်ဒီပုံလေးရပါတော့ပုံတန်ဖိုးဖြတ်လိုက်ပြီပုံချမ်းလေးဖြတ်ပြီးသွားအခါမှာဒီမှာစဉ်းစားကြည့်ကြရအောင်ဆိုတော့ဒီ equation ရင်းနိုင်ဖို့ရအတွက်ဆိုရင်ဒီမှာ p သိရမယ် a သိရမယ်လေအဲဆိုတော့ p သိရမယ် a သိရမယ်နောက်တော့ k သိရမယ်ဒီမှာ k ကတော့သိပြီးသား -5 k သိသွားပြီအဲ့တော့ p နဲ့ 8 နဲ့ရှာမယ်8တန်ဖိုးအရင်ရှာလို့ရပြီ8တန်ဖိုးဘယ်လိုရှာမလဲဆိုရင်ဒီမှာရှိတဲ့ကောင်ပေါ့ဒီအမှတ်ကလေး
ဒီပါရာဘိုလာဒီအမှတ်နှစ်မှတ်ကိုဖြတ်သန်းသွားတဲ့အခါမှာဒီပါရာဘိုလာရဲ့ equation တွေကိုဒီအမှတ်တွေကပြည်လည်စေတဲ့အခါမှာဒီအမှတ်ရဲ့ x coordinate 1နဲ့ y coordinate 1ကိုဒီမှာအစားသွင်းလို့ရတယ်ဒါဆို s ခြေလိုက်မယ် s 1.1 ပေါ့ဒါပြောချင်တာကပါရာဘိုလာကဒီအမှတ်ကိုဖြတ်သန်းသွားတဲ့အခါမှာပါရာဘိုလာ equation ကိုပြည်လည်စေလို့ x coordinate y coordinate မှာတန်ဖိုးထည့်လို့ရတယ်ထည့်မယ် y ရဲ့နေရာမှာဒီမှာ1ထည့်မယ် plus 5 the whole square equal 4b အဲ့ရဲ့နေရာမှာ1ထည့်မယ်1 minus h ဒါဒီ equation 1မှာဒါနဲ့ဒီမှာဆိုတော့ဒီအမှတ်ပေါ့ဒီအမှတ်ကလည်းဒီပါရာဘိုလာဖြတ်သန်းသွားတဲ့အခါမှာပါရာဘိုလာရဲ့ equation ကိုပြည်လည်စေတဲ့အခါမှာဒီအမှတ်ကိုလည်းဆိုတော့ထည့်မယ် s 11 minus 3 minus 3ပေါ့ဒါဆိုရင်ဆိုတော့ဒီမှာ y ရဲ့နေရာမှာ minus 3ထည့်မယ် minus 3 plus 5 the whole square equal 4b အဲ့ရဲ့ဖက်ပါ8ကိုရင်းကဒီမှာ11 minus 3လေ11 minus 3 minus 8ဒါ equation 2ပေါ့အဲ့တော့ဆိုတော့ equation ဒီ1လေးကို2နဲ့စားကြရအောင်ပြီးတော့ဆိုတော့စားလိုက်ပါမယ်နော် equation 1ကို equation 2နဲ့စားမယ်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲ1နဲ့5နဲ့ပေါင်းတယ်6ရမယ်6နဲ့ထက်က36အဲ့ဒီ equation 36ကိုဒီမှာ equation 2နဲ့စားမယ် minus 5နဲ့ minus 3နဲ့ plus 5နဲ့ဆိုလို့ရှိရင် plus 2 plus 2နဲ့ထက်က4ကျန်တယ်ဟာဒီလိုရပါတယ်အဲ့တော့ဒါ for ဒီမှာ 4b နဲ့ 4b စားတဲ့ကဒီကောင်နှစ်ခုကကြေသွားမှာဒီကောင်နှစ်ခုကကြေသွားတယ်အဲ့တော့အပေါ်ကကျန်မှာက1 minus 8နဲ့11 minus 3 minus 8ကျန်တယ်ဒါဆိုရင်ဆရာတို့ကဒီမှာရှိတဲ့ကောင်ပေါ့ဒီအောက်ကပန်းကြီး3ပြောက်သွားအောင်ဆရာတို့ကဒီမှာအပေါ်ကိုလည်း3နဲ့မြောက်အောက်ကိုလည်း3နဲ့မြောက်တဲ့ပုံစံပေါ့ဒီမှာဒီဘက်ဆက်သွားအောင်နော်အဲ့ပုံစံသွားမယ်ဒါဆိုရင်ဆရာတို့က36ကို4နဲ့စားတယ်မှာ4 9 36ဖြစ်သွားမယ်ဒီဘက်ချမ်းက1 minus အပေါ်ကောင်1 minus 8ပဲပြီးသွားတဲ့ခါမှာအောက်က11 minus 3 11 3 3နဲ့မြောက်တဲ့အခါမှာဆိုတော့3နဲ့မြောက်ပါဒီမှာ3နဲ့မြောက်မယ်နော်ဒီကောင်ကဆိုတော့တစ်ချက်လေးပါအဲ့တော့1 minus 8ကို3နဲ့မြောက်တဲ့အခါမှာ3 minus 3 8ဖြစ်သွားမယ်အောက်က11 3နဲ့3နဲ့မြောက်တဲ့အခါမှာကြေသွားပြီးတော့11ကျန်တယ် minus 3ရဲ့8နဲ့မြောက်တဲ့အခါမှာ minus 38ဟောဒီရသွားတယ်ပြီးသွားတဲ့အခါမှာဆိုတော့ကနန်းကင်နေအောင်ဆက်ရှင်းလိုက်မယ်ကနန်းကောင်နေအောင်ထပ်ရှင်းမယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းကိုလည်းဆိုတော့ကနေပြီးတော့3နဲ့စားမယ်ပေါ့နော်ဒီက1 minus 3နဲ့မြောက်မှာပေါ့ဒီဘက်ချမ်းကိုလည်းဆိုတော့1 minus 3နဲ့မြောက်ဒီဘက်ချမ်းကိုလည်း1 minus 3နဲ့မြောက်လိုက်တယ်ဒါဆိုရင်ဒါ3 3 9ဖြစ်သွားဒီဘက်ချမ်းက3 3 9ဒါဆိုရင်ဒီကောင်ကဘယ်ဖြစ်သွားမယ်ဆိုလို့ရှိရင်1 minus 8ဖြစ်သွားမယ်အောက်ကကျတော့11 minus 38ကျန်မယ်ဆရာ3 3 9ဆိုရတာဖြစ်သွားမှာနော်3နဲ့စားတယ်3 3 9ဖြစ်သွားမှာနော်ဒါ9ဖြစ်သွားမှာ sorry ဒါ3 3 9ဒါဆိုရင်ဆက်ပြရှင်းလိုက်တဲ့အခါမှာတက်စီကမြောက်လိုက်မှာပေါ့ဒီဘက်က1 minus 8 3နဲ့မြောက်တဲ့အခါမှာ33 minus 98ဖြစ်သွားမယ်98ဒီဘက်လာတဲ့အခါမှာ plus 9 minus 8တဲ့အခါမှာ88ဖြစ်သွားမယ်ဒီမှာရှိတော့1တစ်ဖက်သွားတဲ့အခါမှာ32ပေါ့ဒါဆိုရင်ဆိုတော့8တန်ဖိုးဒီ8 4လီ32အဲ့4ရသွားပဲအဲ့8တန်ဖိုးရသွားပြီဆိုတော့8တန်ဖိုးရသွားပြီဆိုဘာတန်ဖိုးရှာလို့ရပြီလဲဆိုရင်ဒီမှာ8တန်ဖိုးရတယ် p တန်ဖိုးရှာလို့ရပြီအဲ့တော့ h equal 4ကို in equation 1မှာစားသွင်းလိုက်ပါမယ် equation 1ဒီမှာဒီ equation 1မှာစားသွင်းမယ်1နဲ့5နဲ့ပေါင်းတာက6နဲ့ထက်က36ဒါ36ဖြစ်သွားမယ်ဒီဘက်ရှိချမ်းကနော်ပြီးသွားတဲ့ခါမှာ 4p ကတော့ 4p ပဲ1 minus ဆိုဒီမှာ8ကဘယ်လောက်လဲဒီမှာ8တမ4ဆိုတော့ဒီမှာ4ရမယ်ဒီတိုင်းရှိတယ်နော်ဒါ36က36ပဲ 4p က 4p ပဲ1နဲ့ minus 4ဆို minus 3ကြဒါဆိုရင်ဒီမှာဆိုတော့ဆုံးနေတဲ့36 equal 4 3 7 minus 12p ဒါဆိုရင်ဒီမှာကြည့်တဲ့အခါမှာ p တန်ဖိုးက minus 3ရသွားတယ်အဲ့တော့ဒီမှာ3ထားပါဆိုတော့ p တန်ဖိုး minus 3ဆိုတော့ p တန်ဖိုးအနှုတ်ရသွားပြီဆိုတော့ဒီပုံဒီဘယ်လေလားညလေလားစသိသွားပြီဗျာ open left ပေါ့ဆိုတော့ဒီမှာ open left ဘယ်ဘက်ကိုပွင့်နေ open to the left ဘယ်ဘက်ကိုပွင့်တဲ့ပုံရရှိမှာဖြစ်ပါတယ် p တန်ဖိုးကအနှုတ်နဲ့ထွက်လို့ဘယ်ဘက်ပုံရရှိတယ်ဒါဆိုဒီမှာထည့်လို့ရပြီဆိုတော့ဒီကောင်လေးစားသွင်းလိုက်ရုံပါပဲเนาะခဏလေးเนาะအဲ့ဆိုတော့ဒီမှာဗာရသွားပြီလဲဆိုလို့ရှိရင်p လဲဒီမှာကြည့်လိုက်တဲ့အခါမှာ p တန်ဖိုးရသွားပြီဒီမှာ8တန်ဖိုးရသွားပြီ k တန်ဖိုးလဲတိတယ်ဆိုတဲ့အတွက် equation မှာစားသွင်းရပြီဒီ equation ပြန်ယူခဲ့ပေါ့ဆိုတော့ဒီ equation ပြန်ရေးလိုက်မယ်ကဘောကကောင်ကြီးပေါ့နော် equation ပြန်ရေးလိုက်ပေါ့ဆိုတော့အဲ့တော့တိအောင်ပြတာဖြစ်ပါတယ်ဒါပြန်ဖြတ်လိုက်မယ်နော် equation ကဒီမှာ y plus 5 the whole square equal 4b h minus 8လို့ရှိတယ်ဒါဆိုလို့ရှိရင် y ကတော့ y ပဲ plus 5 the whole square equal 4 p ရဲ့နေရာမှာ minus 3ဗျာ h minus 8ရဲ့နေရာမှာ4ဗျာဒါဆိုတော့ဆုံးနေတယ် y plus 5 the whole square equal minus ဒီမှာ12ဖြစ်သွားမယ် minus 12 h minus 4ဆိုပြီးတော့ဆရာတို့လိုချင်တဲ့နောက်ဆုံး equation ရရှိသွားတာဖြစ်ပါတယ်ဒါလေးဒီဆရာနောက်ဆုံး equation ရရှိသွားပါပဲအဲ့ဒီလိုမျိုးဆရာတို့ကမေးခဲ့ရင်ပေါ့အဲ့တော့ x က y equal minus 5ဆိုရင်ဒီလိုမျိုးလေးဒါမေးလိုက်တာဖြစ်ပါတယ်နားလေးမထင်နဲ့နော်အရင်ပိုင်းသင်္ကန်း test ရကြတော့8တန်ဖိုး0 y တန်ဖိုး0နဲ့ပေးတာဒီလိုမျိုးလေးမေးလိုက်ရင်လည်းဒီလိုမျိုးစဉ်းစားတတ်ရမယ်ဆိုတာသိထားရမယ်အဓိကကြတာကတော့ဆိုတော့ဒီ k တန်ဖိုး -5 လေးဆုံးဖြတ်တတ်ရမယ်နော် k တန်ဖိုး -5 လေးဆုံးဖြတ်တတ်ဖို့လိုပါတယ်အဲဒီလောက်ပဲနော် p တန်ဖိုးကအပေါင်းဆိုလို့ရှိရင်ညာဘက်ပွင့်မယ်အနှုတ်ဆိုဘက်ပွင့်မှာပေါ့ဒီလောက်ပဲ